တဲလေးပေးပါဦးလို့ပြောတာတဲလေးလမ်းပေးတယ်ပေါ့နော်ဒါကတော့မထိုင်ရကြပါတော့ဒီရေလဲတဲ့ချိန်ပေါ့နော်ပုံမှန်ဆိုရင်တော့ဗီဒီယိုမရအခုရိုက်ချင်တလားလို့ပေါ့နော်ဗီဒီယိုလေးရိုက်မယ်လို့ခလေးလည်းအိုက်နေတယ်ဆိုပြီးတော့အဲ့ဒါဗီဒီယိုကောက်ရိုက်လိုက်ပြီးကောက်ရိုက်ပေးလိုက်တာပေါ့နော်ရေလဲတဲ့ဆိုရင်သူက9နာရီထိုးတစ်ကြိမ်ပေါ့နော်9နာရီထိုးတစ်ကြိမ်မနေ့တော့ကကြတော့ဘဲဥကောက်ပြီးတာနဲ့တစ်ကြိမ်လဲပြီးသွားပြီပေါ့နော်ဒါကကြတော့9နာရီထိုးတစ်ကြိမ်ပြန်လဲတယ်တနေ့ကိုရေရဘယ်နှကြိမ်လဲရလဲဆိုတော့တနေ့ကိုရေရပေါ့နော်6ကြိမ်9ကြိမ်လောက်ရှိတယ်ပေါ့နော်တနေ့လုံးဆိုရင်6ကြိမ်9ကြိမ်လောက်ရှိမယ်ရေလဲတာပေါ့နော်ရေရတော့အဲ့လို3နာရီချာတစ်ခါလဲပေးရပါတယ်လို့အဲ့ဒါမှလည်းဘဲတွေကပေါ့နော်ရေတက်တက်လေးတောက်ရတာပေါ့သူတို့ရေကအခုလဲနေရေကမရှိတော့လို့မလဲတာမဟုတ်ပေါ့နော်ရေကသူတို့ရဲ့နှုတ်သီးတွေနဲ့ပေါ့နော်ထော့ဆိုတော့နှုတ်သီးတွေနဲ့ဆိုတော့ရေတွေညစ်ပတ်တယ်ရေတွေညစ်ပတ်တော့3နိုင်ချာတစ်ခါရေလဲပေးတဲ့စီကိုဘဲတွေကကျမ်းမာတယ်ပေါ့သူတို့ရေတက်တက်လေးတောက်ရတာပေါ့အဲ့လိုမျိုးပေါ့နော်ယောဂရပါလေမဝင်ရပေါ့အဲ့လိုမျိုးတောက်ရပါတယ်ရှင်အဲ့ဒါလည်းသူကလက်စီပါစေရေစုပ်တင်ပြီးရေထဲ့တယ်ပေါ့နော်ရေကတော့ရေတွင်းကနေပဲပေါ့နော်မော်တာနဲ့စုပ်ပြီးတော့ထဲရုံပဲပေါ့နော်ရေကတော့ရေတွင်းလေးမခတ်ရပါဘူးလို့မော်တာနဲ့စုပ်ပြီးတော့ထဲ့တယ်အလောက်ကတော့ကြည့်လိုက်ရင်တော့တက်တာတယ်ဆိုပေမဲ့လည်းသူ့ဟာနဲ့သူတော့ရှိတော့ဗောနော်ဘဲမွေးတဲ့လောက်ကတော့ကြည့်လိုက်ရင်တက်တာသလိုလိုပဲတက်တာသလိုနဲ့လည်းပြင်မှန်းပါတယ်ပြင်မှန်းသလိုနဲ့လည်းတက်တာပါတယ်လို့ပြောလို့မတတ်ဘူးနော်သူကတစ်ခါတလေကြလို့ဆိုရင်ဒီသူဘဲစားတွေပါရင်ရများတဲ့ခါကျရင်တော့တယူရတာတော့ဘာလို့ဗောနော်ဗီဒီယိုနဲ့တဲ့ရတသားရတယ်အဲ့ဒီအချိန်ကြလို့ဆိုရင်ဘဲတွေကရများတဲ့ခါကျတော့သူစားမကုန်တဲ့ခါကျရင်ကိုကအချောက်လန်းရတယ်အဲ့လိုမျိုးကနေတဲ့ခါကျရင်လည်းသူတို့စားမဝဘူးအဲ့လိုဖြစ်ပါတယ်လို့အလောက်ကတော့ဒီဘဲမွေးတဲ့လောက်ကတော့ဗောနော်ပြင်မှန်းတာလည်းမဟုတ်သလိုတက်လည်းမတက်တာပါဘူးလို့ဒါပေမဲ့ကိုပိုင်လို့ဆိုတော့နော်ကိုပိုင်လို့ဆိုတော့လည်းစက်ချမ်းသာရတာတခုတော့ရှိတော့ဗောတခါတလေတော့